ဒီနေ့ကျွန်တော်တို့ buffet သွားစားပါမယ်ဒီ buffet ဆိုင်နာမည်ကတော့ Ashley Queens လို့ခေါ်ပါတယ်ကျွန်တော်ဒီဆိုင်ကိုအများသောအားဖြင့်ကျွန်တော်ရဲ့ tour plan ထဲမှာလည်းကျွန်တော်ထည့်ပေးပါတယ်ပြီးတော့ရင်လည်းကျွန်တော်ဧည့်သည်လာရင်လည်းကျွန်တော်လက်ဆောင်တွေနဲ့ပေးရမယ်ဆိုရင်ကျွန်တော်ဒီမှာလိုက်ပြီးတော့ကျွန်တော်ကြွေးပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်မိန်းမလည်းသူចောင်းသူဘွားတွေကဒီ Ashley ဆိုင်မှာလာပြီးတော့ဗောနော်ပတ်စံဆိုပြီးလာစားနေကြဆိုတော့ကျွန်တော်တို့ဒီနေ့လေးစကားဆုံးပြီးပြောပြတာနဲ့ဒီဆိုင်မှာလာစားပြတာပါဆက်စားချင်းမှာဘာနဲ့အစားဖွင့်အောင်မသိလို့ကျွန်တော်ကြိုက်တဲ့ mushroom soup နဲ့ပဲကျွန်တော်အစားဖွင့်လိုက်ပါတယ်အဲ့လိုနဲ့ပဲကျွန်တော် mushroom soup နဲ့လိုက်တဲ့ကျွန်တော် cheese pizza slide တစ်ခုကိုကျွန်တော်ယူလိုက်ပါတယ်အဲ့ဒါနဲ့လည်း pasta တွေ့ရနဲ့ okay pizza pasta စားမယ်ဆိုပြီးကျွန်တော် olio ကျွန်တော်ယူလိုက်ပါတယ်ကျွန်တော် first round ဒါနဲ့ပဲတော်ပြီဆိုပြီးကျွန်တော်ဆုံးဖြတ်တာပဲမဲ့သွားတဲ့လမ်းမှာ sushi တန်းကိုတွေ့လို့ကျွန်တော် sushi တုံးဝင်ယူလိုက်ပါသေးတယ် plate ထဲကြည့်လိုက်တော့ဘာ veggie မှမပါသေးရနဲ့ကျွန်တော်အဲ့ဒါ veggie တစ်ခုသွားယူပါတယ် healthy ဖြစ်အောင်ဆိုပြီးတော့ဒါကတော့ drinks တွေပါအမှ coffee တွေရော fanta တွေရောပြီးတော့ဒီ beer တွေရောပြီးတော့အစုံ ice cream တွေအကုန်ထားပေးရပါတယ်ဒါကတော့ကျွန်တော်ရဲ့ first round buffet လေးပါကျွန်တော်က olio ဆိုအရန်ကိုကြိုက်ပါတယ်ကျွန်တော်နှစ်ပွဲသုံးပွဲလောက်စားနိုင်ပါတယ်ဒါပေမဲ့ buffet ဆိုတဲ့သဘာဝအရာကိုကြိုက်တာကိုလည်းကိုနည်းနည်းပဲစားပြီးကျန်တာတွေကိုစုံအောင်စားပေးရပါတယ်ကျွန်တော်မိန်းမကတော့တခါတည်းနဲ့သူ plate ထဲမှာအများကြီးထည့်ပါတယ်အခုကတော့ကျွန်တော်ရဲ့ second round မှာ buffet သွားစားရင်ကျွန်တော်ရဲ့စိတ်ဝင်စားဆုံး section ကတော့ Asian section မှာဒီမှာတော့ KND ကိုဘူးတီကျော် style နဲ့ကြော်ရလို့ကျွန်တော်လည်းဘူးတီကျော်စားခြင်းစိတ်ပေါက်လာတဲ့ KND ကိုစားကြည့်ပါတယ်အချင်းကတော့ဘူးတီကျော်ချင်းတော်တော်လေးဆင်ပါတယ်မစားရမနေနိုင်တဲ့ထိုင်းစားတယ်ကျွန်တော်စားလိုက်ပါတယ်ပတ်ထိုင်းပါဒီလောက်နဲ့ပဲတော်ပြီဆိုပြီးသွားတဲ့လမ်းမှာကျွန်တော်မိန်းမကျွန်တော်အိမ်ငါးတက်မြန်ပေါင်းစားကြည့်တော်တော်လေးကောင်းတယ်ဆိုလို့ကျွန်တော်လည်းမြန်မာပြည်ကငါးတက်မြန်ပေါင်းသတိရတာနဲ့အဲ့ဒါစားကြည့်ပါတယ်ငါးရဲ့အသားတင်းတင်းလေးနဲ့အဲ့မှာငရုတ်သီးနှံနဲ့ပြီးတော့သူကငရုတ်ကောင်းပါထည့်ပြီးတော့ချင်းချင်းလေးနဲ့တော်တော်လေးစားလို့ကောင်းခဲ့ပါတယ်အခုဆိုရင်တော့ကျွန်တော်ရဲ့ third round မှာဒါကတော့ကျွန်တော်ရမ်းကြိုက်တဲ့ takoyaki ဘောလေးတွေပါဒါကတော့ mala kimchi soup ပါကျွန်တော်ကတော့ mala fan မဟုတ်တဲ့တော့ကျွန်တော်မစားခဲ့ပါဘူးသွားတဲ့လမ်းမှာကျွန်တော် taco တွေ့ရတယ်ကျွန်တော် taco စားခဲ့ပါတယ်ကျွန်တော်တို့တာကိုလည်းသူ kiwi စားနိုင်မလားဆိုပြီးချင်းဆုပ်တဲ့ဟာကိုတမင်တကာကြွေးကြည့်ပါတယ်ကလေးကတော့စားနိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ four round မှာကျွန်တော်အားလုံးစားပြီးတော့ကျွန်တော်ကြိုက်တဲ့ဟာတွေပဲကျွန်တော်ရွေးစားတာပါအခုဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ porridge ပါဆန်ပြုတ်ကိုကျွန်တော်အရင်ကြိုက်ပါတယ်အဲ့တော့ကျွန်တော်ဆန်ပြုတ်စားပါတယ်9ချိန်မြောက်မှာတော့ကျွန်တော်အကြိုက်ဆုံးຢာတွေပဲကျွန်တော်ရွေးစားပါတယ် sushi တို့ mushroom soup တို့ပြီးရင် pizza တို့ပါဒါကတော့ကျွန်တော်တို့ရဲ့နောက်ဆုံးပိတ်ပါနောက်ဆုံးပိတ်ကိုတော့ကျွန်တော်တို့ waffle စားပါတယ်ကိုရီးယားမှာအခု kiwi season ဆိုတော့ကျွန်တော်တို့ cake တွေအားလုံးလည်း kiwi နဲ့ dressing လုပ်ထားတော့ကျွန်တော်တို့ cake တွေအားလုံးစားခဲ့ပါတယ်နေ့လည်စာ buffet စားပြီးတော့ကျွန်တော်မိန်းမကိုရီးယားသူလာလို့တော့ကျွန်တော်မေးရပါတယ်သူနန်းတော်မရောက်ဘူးလို့အဲ့ဒါကျွန်တော်နန်းတော်လိုက်ပို့ပေးပါတယ်မိုးရေရတခါမရောက်ဘူးလေကျွန်တော်မိန်းမနဲ့ကျွန်တော်ကလေးတော့ကတော့ဒါသူတို့တော့ first time ပါ